စိတ်ကူးကြည့်လိုက်ပါမင်းကအသက်16နှစ်ပဲရှိသေးတယ်ပြင်းစရာကောင်းတဲ့ဘဝထဲမှာနေနေရတာပေါ့မင်းရဲ့အဖေကလည်းအရန်ကိုအစိုးရိမ်လွန်ပြီးမင်းကိုလုံခြုံရေးတွေအထက်ထက်နဲ့ခိုင်ခန့်တဲ့အင်ကြီးထဲမှာပိတ်လောင်ထားတယ်အဲ့ဒီအချိန်မှာမင်းသူနဲ့ဆုံခဲ့တယ်သူ့နာမည်ကဒေးဗစ်လို့ခေါ်တယ်သူ့ရဲ့ပိုက်သားတွေကဂရိနဲ့ဖျားတစ်ပါးလိုပါပဲစကားပြောတာကလည်းကြပြဆန်တယ်မင်းကိုကြည့်တဲ့သူ့အကြည့်တွေကဒီကဘာမှာမင်းတယောက်တည်းရှိတယ်လို့မျိုးသူဟာမင်းရဲ့အိမ်မက်မင်းသားတစ်ပါးလိုပဲမဟုတ်လားမှားသွားပြီဗျလုံးဝကိုမှားသွားတာဒီကားဟာအဖေတွေကိုတနက်တလက်လောက်တော့ဝယ်ထားတဲ့နယ်ဆိုတာသင်ခန်းစာပေးခဲ့တယ်လို့ဆယ်ကျော်တက်မင်းကလေးတွေကိုလည်းခက်မိုက်မိုက်စော်ကြည့်ပဲတွေဆိုတာတကယ်တော့စိတ်တစားလူသက်သမားတွေလည်းဖြစ်နိုင်တယ်ဆိုတာသတိပေးခဲ့ပါတယ်ဒါဟာတာမန်အချစ်စလမ်းမဟုတ်ပါဘူးအိမ်ထဲအထိကျူးကျော်လာတဲ့ငရဲခမ်းတစ်ခုပါပဲမာကီမတ်တယောက်ချစ်စရာကောင်းတဲ့လူငယ်လေးကနေကြောက်စရာကောင်းတဲ့လူသက်သမားဘလို့ဖြစ်သွားလဲဆိုတာအတူတူကြည့်လိုက်ရအောင်ဗျာဇက်လိုက်မင်းသမီးလေးနီကိုနဲ့မိတ်ဆက်ပေးပါရစေသူကလိမ်မာတဲ့မိန်းကလေးတယောက်ဖြစ်ပါတယ်ဒါပေမဲ့စွန်းစားခန်းလေးတွေတော့လိုချင်နေသူပါသူ့ဖေကတော့ပြည်သူ့ကပညာရှင်တယောက်ဖြစ်ပါတယ်သူကသူ့အိမ်ကိုခံတက်တစ်ခုလိုခိုင်ခန့်အောင်စောက်ထားတာပါဒါဟာနောက်ပိုင်းမှာဖြစ်လာမယ့်အနေအရတွေအတွက်နမိတ်ပြနေတယ်လို့ပါပဲနီကိုကသူ့တငယ်ချင်းမာကိုနဲ့အတူပါတီတစ်ခုကိုခိုးသွားရင်းနဲ့ဒေးဗစ်နဲ့ဆုံခဲ့ပါတယ်ဒေးဗစ်ရဲ့တရုပ်ဆောင်ချက်တွေကတကယ်ကိုထူးခြားကောင်းမွန်ပါတယ်သူ့ကိုကြည့်ရတာအနေရရှိတယ်လို့နဲ့တကယ်တမ်းကျတော့လုံခြုံမှုပေးနိုင်မဲ့လူစားမျိုးလို့ပေါ့ရဲတွေပါတီကိုဝင်စီးတဲ့အချိန်မှာဒေးဗစ်ကနီကိုကိုကဲထုတ်ခဲ့ရကနေသူတို့နှစ်ယောက်ညီးခဲ့ကြတာပါဒါပေမဲ့အစောပိုင်းကတည်းကတတိထားစရာအချက်ပေးခေါင်းလောင်းလေးတွေရှိနေပါတယ်ဒေးဗစ်ကနီကိုရဲ့အဖေနဲ့တွေ့တဲ့အခါအရန်ကိုယဉ်ကျေးပြလွန်နေပါတယ်သူကလူကြီးတွေသဘောကျမဲ့ပုံစံမျိုးကိုဟန်ဆောင်နေတာပါဒါပေမဲ့သမီးပေါ်အရန်ချစ်တဲ့ဖခင်ဖြစ်သူကတော့ဒါဟာဟန်ဆောင်မှုမျိုးဆိုတာကိုရိပ်မိနေခဲ့ပါတယ်နောက်ပြီးနာမည်ကြီးရိုလာကိုစတာဇက်ဝင်ကန်တခန်းကိုမြင်ရမှာပါအဲ့ဒီမှာနီကိုတယောက်ဒေးဗစ်ရဲ့စိတ်ပိုင်းဆိုင်ရာထိန်းချုပ်မှုအောက်ကိုလုံးဝကျရောက်သွားခဲ့ပါတယ်ဒီနေရာကစပြီးစကားကအချစ်ကားကနေတဲထိတ်ရင်ဖို့စကားဖြစ်ပြောင်းသွားပါပြီဒေးဗစ်ကတဝန်တူယုံတယ်မဟုတ်ပါဘူးနီကိုကိုသူပိုင်တဲ့ပစ္စည်းတစ်ခုလိုသဘောထားလာတာပါနီကိုရဲ့တငယ်ချင်းဖြစ်သူကနီကိုကိုဖတ်လိုက်တာကိုမြင်သွားတဲ့အခါဒေးဗစ်ရဲ့စိတ်တစိတ်တွေစတင်ထွက်လာပါတော့တယ်ဒေးဗစ်ကနီကိုရဲ့တငယ်ချင်းကိုချောင်းပိတ်ပြီးတေလူမျိုးပါရိုက်နှက်ခဲ့ပါတယ်ဒေးဗစ်ရဲ့အလိမ်ညာတွေကပိုကြောက်ဖို့ကောင်းလာပါတယ်နောက်ထပ်တတူထိုးတဲ့ကိစ္စတစ်ခုထပ်ဖြစ်ပါတယ်တာမန်ယောက်ျားလေးတွေကအသေးပုံလိုပန်းပုံလိုထိုးကြပေမဲ့ဒေးဗစ်ကတော့နီကိုရဲ့နာမည်ကိုသူ့ရင်ဘတ်မှာအက်နဲ့ကိုယ်တိုင်ထိုးထည့်လိုက်တာပါဒါဟာအချစ်ကြောင့်မဟုတ်ပါဘူးကောင်မလေးကိုငါပိုင်နေဆိုတဲ့တစိမ့်တစ်ခုခတ်နှိပ်လိုက်တာပါနီကိုရဲ့ဖခင်ဖြစ်သူကဒေးဗစ်ရဲ့နောက်ကျောင်းကိုစုံစမ်းရင်းနဲ့ဒေးဗစ်ဆိုတဲ့လူဟာဘာမှတမ်းမှမရှိတဲ့မိသားစုမရှိတဲ့လူရောင်ဆောင်ထားတဲ့တစိမ့်တစ်ကောင်ဖြစ်နေတာကိုသိလိုက်ရပါတော့တယ်နီကိုရဲ့ဖခင်ကဒေးဗစ်ရဲ့အိမ်ကိုတွားဖျက်ဆီးလိုက်တဲ့အခါဒေးဗစ်ကရီးစားကောင်းတစ်ယောက်ဖြစ်ဟန်ဆောင်နေတာကိုရက်တက်လိုက်ပြီးကြောက်မက်ဖွယ်တာရဲကောင်ကောင်လိုပြုမှုပါတော့တယ်ပထမဆုံးသူလောက်တာကနီကိုလိုရဲ့ခွေးလေးကိုတက်လိုက်တာပါပဲပြီးတော့ဒေးဗစ်နဲ့သူ့ရဲ့လူမိုက်ဖွဲ့ဟာနီကိုလိုရဲ့ခံတက်အိမ်ကြီးကိုဝိုင်းလိုက်ကြတယ်ဖခင်ဖြစ်သူစောက်ထားတဲ့လုံခြုံရေးစနစ်တွေအကုန်လုံးအလကားဖြစ်သွားခဲ့ပြီးဖုန်းလိုင်းတွေမီးလိုင်းတွေအားလုံးအဖျက်ခံလိုက်ရပါတယ်ဒီအခန်းတွေကတကယ်ကိုရင်တုန်ဖို့ကောင်းပါတယ်ဒေးဗစ်ဟာနီကိုကိုသူ့မိသားစုကရန်သူတွေပါလို့ယုံကြည်အောင်စူးစမ်းနေတော့မှပဲနီကိုတယောက်တတိဝင်လာပြီးဒေးဗစ်ရဲ့မျက်နှာဖုံးအောက်ကတကယ်မျက်နှာအစ်စ်ကိုမြင်သွားခဲ့ပါတယ်အိမ်ထဲမှာဖြစ်ပျက်နေတဲ့နောက်ဆုံးတိုက်ပွဲကတကယ်ကိုကြမ်းတမ်းပါတယ်အဆုံးသတ်မှာဒေးဗစ်ကိုပြတင်းပေါက်ကနေကန်ချလိုက်တဲ့စက်ဝင်ကန်ကပရိသတ်တွေအားလုံးအတွက်စိတ်ကျဉ်နှက်စရာဖြစ်သွားခဲ့ပါတယ်ကဲဘာလို့ဒီစကားကအခုထိနာမည်ကြီးနေရတာလဲဘာလို့လဲဆိုတော့သူကကျွန်တော်တို့ရဲ့အတွင်းစိတ်ကကြောက်ရွံ့မှုကိုဖော်ပြနေလို့ပါပဲပြတင်းပေါက်ကဖောက်ထွင်းဝင်လာတဲ့တခိုးထက်ကိုယ်တိုင်တကားဖွင့်ပေးပြီးအိမ်ထဲကိုခေါ်သွင်းလိုက်တဲ့လူသက်သမားကပိုကြောက်ဖို့ကောင်းတယ်ဆိုတာကိုပြသနေတာပါဒေးဗစ်ရဲ့တရုပ်ဆောင်ချက်ဟာသူ့ကိုထိတ်တန့်မင်းသားဖြစ်စေခဲ့ပါတယ်။သူဟာစခန်းတစ်ခန်းထဲမှာတင်အိမ်မက်မင်းသားဖြစ်ကနေဆိုးရွားလုံးနဲ့ငရဲမင်းအဖြစ်ပြောင်းလဲနိုင်ခဲ့လို့ပါ။အခုလိုကြည့်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။နောက်ထပ်တဲထိတ်ရင်ဖို့စကားအကြောင်းတွေသိချင်ရင်တော့ channel လေးကို like နဲ့ subscribe ပြုလုပ်ထားပေးဖို့မမေ့ပါနဲ့အောင်နော်။